အားလုံးမင်္ဂလာပါရှင်မေလ31ရက်တနင်္ဂနွေနေ့ညနေသတင်းကို Thailand News မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အင်းစိန်မြို့မှာ3နှစ်အရွယ်ကလေးငယ်ကိုအတ္တမပြုကျင့်ပြီးနောက်တပ်ဖြတ်ခဲ့သူကိုဖမ်းဆီးမိတဲ့သတင်းရန်ကုန်တိုင်းအင်းစိန်မြို့နယ်ကျိုကုန်းအနောက်ရပ်ကွက်မှာမေလ29ရက်နေ့ကအသက်3နှစ်အရွယ်ကလေးငယ်ကိုအတ္တမပြုကျင့်ပြီးနောက်တပ်ဖြတ်ခဲ့သူလို့ဆိုသူတို့ကိုဖမ်းမိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ဖြစ်စဉ်ဟာမေလ28ရက်ညနေပိုင်းကကျိုကုန်းအနောက်ရက်ကွက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးပယံစင်းသူမိခင်နောက်လိုက်လာတဲ့ကလေးငယ်ကိုလုပ်ငန်းခွင်အတွင်းရှိလှုပ်သားသူဖြစ်သူကိုစောစောအောင်ခပြောင်ကြီးကအတ္တမပြုကျင့်ပြီးနောက်တပ်ဖြတ်ခဲ့တာလို့ရဲမှတ်တမ်းတွေအရသိရပါတယ်။အဲဒီစိတ်ထဲမှာသူ့အမေကပယံလှုပ်တာကလေးအိမ်မှာထားရင်စိတ်မရှာလို့အလုတ်ထဲခေါ်လာတာအလုတ်တိုင်းပြီးသူ့အမေချစ်ထောက်တွေလက်တွေတန်းချင်းလုံးနေတဲ့အချိန်နောက်ကလိုက်လာတဲ့ကလေးကိုဆေးတုပ်တဲ့ကောင်ကအရက်မူပြီးသူ့တဲထဲခေါ်ပြီးအတ္တမကျင့်တာအသက်3နှစ်ပဲရှိသေးတဲ့ကလေးလို့ပြောပါတယ်အတ္တမကျင့်ခံရပြီးကလေးငယ်တည်ဆုံးသွားပြီးနောက်ကိုစောစောအားဟာအလောင်းကိုအထက်သားပြားတွေပြီးလက်မြေအိတ်ခွန်တွေနဲ့ဖုံးကာထွက်ပြေးခဲ့တာလို့အုပ်ချုပ်ရေးနဲ့နှီးစပ်တဲ့သတင်းရင်းမြစ်ကသိရပါတယ်မရင်းကျင်းတဲ့ကောင်ကထွက်ပြေးတာစိတ်ထဲကအလုပ်သမားတွေရောရက်ွက်ထဲကသူတွေရောတတင်းပေးလို့29ရက်နေ့မှာစော်ဘွားကြီးကုန်းမှာဖမ်းမိပြီးသူ့ကိုလူသက်မှုမသိမ်းမှုပုံမှန်2ခုနဲ့အမှုဖွင့်ထားတယ်လို့ပြောပါတယ်။လက်တလုံးမှာပြစ်မှုကျူးလွန်သူလို့ဆွဆွဲခံရသူကိုစောစောအောင်ခပြောင်ကြီးကိုအင်းစိန်မြို့မှရဲစခန်းပါဆောက်905မြင်းဆောင်2026ပုံမှန်300နဲ့မြင်းဆောင်386တို့နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ9ရက်ကလည်းအခြေတကုံမြို့နယ်132ရပ်ကွက်မှာအသက်6နှစ်အရွယ်ကလေးငယ်တဦးကိုအမျိုးသားတဦးကအတ္တမပြုကျင့်မှုဖြစ်ပွားခဲ့ပြီးကျူးလွန်လို့ဆွဆွဲခံရသူကိုဖမ်းဆီးရှင်းမပြုဘဲရက်ကွက်အုပ်ချုပ်ရေးမှူးကရိုက်နှက်ပြီးပြန်လွတ်ပေးခဲ့တယ်လို့အခြေတကုံမျိုးနဲ့ရဲစခန်းကလည်းအမှုမဖွင့်ပေးတဲ့ဖြစ်စဉ်မျိုးရှိခဲ့ပါတယ်။ဒုတိယသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။ဂျပန်နိုင်ငံတိုကျိုမြို့မှာရွှေတုံးလူရဲဖို့ပြင်ဆင်မှုနဲ့လူငယ်2ဦးကိုအဖမ်းခံရပြီးနောက်ကွယ်မှာတိုကိုလူကိုင်းပါဝင်နိုင်ရှိတဲ့သတင်းဂျပန်နိုင်ငံတိုကျိုမြို့အဲဒိုကာရက်ကွက်မှာရွှေတုံးတွေကိုလူရက်ဖို့ပြင်ဆင်နေတဲ့လူငယ်2ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ဖမ်းဆီးခံရသူတွေကတော့အသက်20အရွယ်ထနက်ခါခုကီနဲ့အသက်19နှစ်အရွယ်လူငယ်2ဦးတို့ဖြစ်ပါတယ်။သူတို့ဟာမနေ့မနေ့ပိုင်းကအဲဒိုကာဝါရက်ကွက်လမ်းမပေါ်မှာလက်အိတ်တွေနဲ့အတူကားတစ်စီးနဲ့စုဝေးပြီးလူရက်ဖို့ပြင်ဆင်နေခဲ့ကြတာပါ။အနီးနားကကုမ္ပဏီတစ်ခုကနေတည်ထုတ်လာမဲ့ရွှေတုံးတွေကိုလူရက်ဖို့စီစဉ်ထားပုံရတယ်လို့သိရပါတယ်။စစ်ဆေးမေးမြန်းရမှာအသက်19နှစ်အရွယ်လူငယ်ကစီနီယာကပိတ်ဆံတွေကိုအတင်းအဓမ္မသွားလူခိုင်းလို့ဖြစ်ကြောင်းဝန်ခံပြီးထနက်ခါကတော့ညှင်းဆိုထားပါတယ်။အဲဒီကုမ္ပဏီဟာပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလတုန်းကလည်းဝန်ထမ်း3ဦးမျက်ရည်ယိုပုံစပရေးနဲ့ပက်ခံရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။လက်ရှိမှာရဲတပ်ဖွဲ့ကဒိုဂူလူလို့ခေါ်တဲ့အမီမတိအသွင်ပြောင်းရာဇဝတ်ကိုင်းနဲ့ပတ်သက်မှုရှိမရှိကိုဆက်လက်စုံစမ်းစစ်ဆေးနေပြီးထိရောက်စွာအရေးယူသွားမှာဖြစ်ပါတယ်။ဒါရီယာသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းတွင်ခွေဝင်းစီမံချက်ကြောင့်အိမ်ထောင်စု69စုရှိမကြီးစန်းကျွေးရမီးရရှိတဲ့တဲ့မကွေးတိုင်းတွင်ခွေဝင်းစီမံချက်ကြောင့်အိမ်ထောင်စု69စုရှိမကြီးစန်းကျေးရွာမီးရရှိတဲ့တဲ့မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွေဝင်းစီမံချက်ကြောင့်မကြီးစန်းကျေးရွာရှိလူဦးရေ350အိမ်ထောင်စု69စုမှာလက်ဆက်မီးများစတင်သုံးစွဲနေပြီဖြစ်ကြောင်းသိရပါတယ်။ထို့တို့မီးပေးနိုင်ရန်တိုင်းဒေသကြီးရန်ပုံငွေမှ330ခန့်အကုန်ကျခံပြီးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။မီလီဖွင့်ပွဲအခမ်းအနားကိုမေလ29ရက်နေ့နက်ကပြုလုပ်ခဲ့ပြီးတိုင်းဒေသဝန်ကြီးချုပ်ဦးတင့်ကိုမကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဒေါက်တာမောင်မောင်ထေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများတိုင်းဒေသကြီးခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအဆိုပါကျေးရွာများမှဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါတယ်။မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်းတိုင်းဒေသကြီးအတွင်းလျှက်စစ်တပ်အားများပြေဝစွာသုံးစွဲနိုင်ရေးလိုအပ်သည့်တပ်အားလှိုင်းများတပ်အားခွဲရုံများကိုတိုးချဲ့တည်ဆောက်နိုင်ရန်နှစ်စဉ်ရန်ပုံငွေခွင့်ပြုပေးလက်ရှိရာမှာ2023ခုနှစ်ယခုအချိန်ထိ9နှစ်ကျော်ကာလအတွင်းကျေးရွာပေါင်း832ရွာအိမ်ထောင်စုအနေနဲ့32690စုခန့်လက်စစ်မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံရန်ဓမ္မတာဖိတ်ခေါ်တဲ့သတင်း။အိန္ဒိယနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့
မိမိတို့နိုင်ငံမှာယုံယုံကြည်ကြည်နဲ့လာရောက်ရင်းနှီးမြှုပ်နှံကြဖို့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကဖိတ်ခေါ်လိုက်ပါတယ်။မေလ31ရက်မနေ့ပိုင်းကအိန္ဒိယနိုင်ငံနယူးဒေလီမြို့ရှိ Taj Mahal Hotel မှာကျင်းပပြုလုပ်တဲ့မြန်မာအိန္ဒိယကုန်သွယ်မှုနဲ့ယင်းနှိမ့်မြုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲမှာအခုလိုပြောကြားခဲ့ပါတယ်။ကုန်သွယ်မှုနဲ့ယင်းနှိမ့်မြုပ်နှံမှုများများတိုးမြင့်ရေးအတွက်အိန္ဒိယနိုင်ငံကလာရောက်ယင်းနှိမ့်မြုပ်နှံမှုတွေကိုဖိတ်ခေါ်ကြောင်းကုန်သွယ်မှုမှာယင်းနှိမ့်မြုပ်နှံမှုတွေကိုခိုင်မာအားကောင်းဖို့လိုကြောင်းမြန်မာနိုင်ငံမှာလာရောက်ယင်းနှိမ့်မြုပ်နှံတဲ့လုပ်ငန်းတွေမှာမိမိတို့အနေနဲ့အာမခံနိုင်တဲ့လုပ်ငန်းတွေကိုဖိတ်ခေါ်တာဖြစ်ကြောင်းအခုလိုယင်းနှိမ့်မြုပ်နှံမှုတွေဆောင်ရွက်ရာမှာနှစ်နိုင်ငံအတွက်အကျိုးဖြစ်ထွန်းဖို့လိုအပ်တယ်လို့နိုင်ငံတော်သမ္မတကပြောပါတယ်။မိမိအနေနဲ့ကုန်ပစ္စည်းတွေရောင်းချရာမှာအမြင့်နည်းနည်းနဲ့အရေးအတွက်များများရောင်းချတဲ့မူဝါဒကိုရှမှတ်ထားကြောင်းအိန္ဒိယနိုင်ငံကကုန်ပစ္စည်းတွေဖြစ်တဲ့တန်နဲ့တမ်မဏိတွေဓာတ်မြေဩဇာတွေကိုမြန်မာနိုင်ငံမှာလာရောက်ယင်းနှိမ့်မြုပ်နှံပြီးထုတ်လုပ်ရောင်းချမယ်ဆိုပါကလည်းမိမိတို့အနေနဲ့ဖိတ်ခေါ်တယ်လို့ဆိုပါတယ်။ဒါအပြင်မိမိတို့နိုင်ငံကတဆင့်အခြားအိန္ဒိယနိုင်ငံတွေကိုပြည်လဲရောင်းချနိုင်တဲ့ဈေးကွက်လည်းရှိကြောင်းတဝယ်ရင်းနဲ့စီမံကိန်းကတဆင့်ကုန်သွယ်မှုလုပ်ငန်းတွေကိုပုံမမြင့်တင်ဆောင်ရွက်နိုင်တယ်လို့ပြောပါတယ်။ကုန်သွယ်မှုနဲ့ပတ်သက်ပြီးလဲပူပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ဆောင်ရွက်စေလိုကြောင်းအိန္ဒိယနိုင်ငံအနေနဲ့လည်းမြန်မာနိုင်ငံကလိုအပ်တဲ့ပစ္စည်းတွေကိုတင်ပို့နိုင်ရေးဆောင်ရွက်သွားစေလိုကြောင်းနှစ်နိုင်ငံအကြားကုန်သွယ်မှုနဲ့ယင်းနှိမ့်မြုပ်နှံမှုလုပ်ငန်းတွေကိုအဆင်ပြေချောမွေ့စေရေးအတွက်နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းပြီးညှိနှိုင်းဆောင်ရွက်မယ်ဆိုရင်လုပ်ငန်းတွေပုံမအဆင်ပြေချောမွေ့စေမှာဖြစ်တယ်လို့နိုင်ငံတော်သမ္မတကပြောကြားခဲ့ပါတယ်။အခမ်းအနားပြီးမှာနိုင်ငံတော်သမ္မတဟာဆွေးနွေးပွဲတက်ရောက်လာတဲ့နှစ်နိုင်ငံစည်းပွားရေးလုပ်ငန်းချင်းတွေနဲ့အတူနေ့လည်စာကိုအတူတကွသုံးဆောင်ခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွင်းဘောလုံးပရိသတ်များရန်ကားတဲ့ဖြင့်ဘယ်ရစ်မြို့တွင်235ယောက်ကျော်ဖမ်းဆီးခဲ့ရတဲ့တဲ့တင်။ယမန်နေ့ညကဟန်ဂေရီနိုင်ငံဘူဒါပက်စ်မြို့ရှိဘုတ်စကတ်ကွင်းကြီးတွင်ပြင်သစ်ချန်ပီယံ PSG နဲ့အင်္ဂလန်ချန်ပီယံအာဆင်နယ်တို့ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားနေချိန်အတွင်းပြင်သစ်မြို့တော်ဘယ်ရစ်တွင်ဘောလုံးပရိသတ်များတောင်းကျမ်းရန်ကားတဲ့ဖြင့်အနည်းဆုံး235ယောက်ဖမ်းဆီးခဲ့ရကြောင်းပြင်သစ်ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။အာဆင်နယ်အတင်းကကိန်ဟာဘတ်၏ပွဲချိန်အစောပိုင်းတွင်ကိုဖြင့်ဦးဆောင်နေချိန်မှစတင်ကဘယ်ရစ်မြို့နိုထရီဒိုင်းဖျားကျောင်းနဲ့ရူဘရီပြတ်တိုက်ကြားရှာရီလက်အရက်နဲ့စတင်ကပရိသတ်များတောင်းကျမ်းခဲ့ကြပြီးကော်ဖီစိမ်များစွာကဓာတ်ရည်ပြတ်သားနေသောရုပ်သံများကိုပိတ်လိုက်တဲ့ဖြင့်ပိုဆိုးလာကလက်နက်ကင်ရဲများကိုပလင်းများဖြင့်ပစ်ပေါက်ခြင်းမိရှုမိပန်းများဖြင့်ပစ်ပေါက်ခြင်းမိပွိုက်များပေါ်တွေ့သက်ခြင်းရင်ပေါင်းများစွာကိုမိရှို့ခြင်းဆိုင်ခန်းမျက်နှာစာများကိုဖျက်ဆီးခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်အင်အား9000ကျော်ချထားသည့်ပြင်သစ်ရဲတပ်ဖွဲ့သည်ပရိသတ်များကိုထိန်းသိမ်းရာနှင့်မျက်ရည်ယိုပုံများပါတုံးခဲ့ရပြီးပွဲဒီ PSG ဖက်မှဒုတိယပိုင်းနဲ့ရှေ့ပါ900ကဘယ်နဒီအစုံအဖြတ်ခံရတွင်ချန်ပီယံလိဂ်ဒရဖူကိုဆက်ထိန်သိမ်းသွားနိုင်တော့လဲအောင်ပွဲခံကဆက်လက်တောင်းကျမ်းကြတဲ့ဖြင့်ဘယ်ရစ်မြို့မှာပင်အနည်းဆုံး235ယောက်ကိုဖမ်းဆီးခဲ့ရပြီးတနိုင်ငံလုံးအသိမ်းတာဖြစ်ဆိုရင်326ယောက်ဖမ်းဆီးခဲ့ရသည်ဟုပြင်သစ်ပြည်ထောင်ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ပရီးမီးယားလိဂ်ချန်ပီယံဆုကို22နှစ်ကြာဆောင်ဆိုင်ပြီးမှပြန်လည်ရယူနိုင်ခဲ့သောအာဆင်နယ်အတွက်မူနှစ်ပေါင်း20အတွင်းပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လန်းခွင့်ပြန်ရခဲ့တော်လဲသမိုင်းတွင်မရဖူးတဲ့ချန်ပီယံလိဂ်ဖလားရရှိနိုင်ရေးမျှော်လင့်ချက်မှာဘယ်နဒီအဆုံးအဖြတ်တွင် FC နဲ့ဂါဘရီလီတို့ဘယ်နဒီများမဝင်သည့်အတွက်ပြက်ပြက်ခဲရပါတယ်။ Thailand News ကိုအားပေးနားဆင်ကြတဲ့ချစ်ပရိသတ်များအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့တကွကမ္ဘာသူကမ္ဘာသားများအားလုံးကျန်းမာချမ်းသာကြပါစေရှင်။